အခုတလောလေးရန်ကုန်မှာဖြစ်နေတဲ့ဝမ်းယောဂါကမတိလိုက်ဘူးတေချာမကူဘူးဘာမှညာမှမသိလို့ရှိရင်အသက်အန္တရာယ်စိုးရိမ်ရတတ်တယ်ဒါပေမဲ့စိတ်မပူနဲ့အခုကျွန်တော်အချက်၃ချက်ပြောပြမယ်ဒီအချက်၃ချက်ကိုတေချာနားလည်ထားရင်ဒီယောဂါကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေရှော့ချနိုင်တယ်โอเคဒီ၃ချက်လေးကိုတေချာတော့လိုက်နာဖို့တော့လိုတာပေါ့နော်ကျွန်တော်အချိန်လည်းအများကြီးမယူ၄-၅မိနစ်ပဲโอเคပထမဆုံးအရေးကြီးဆုံးချက်ကယောဂမဖြစ်ဖို့အတွက်ကျွန်တော်တို့ကာကွယ်ဖို့လိုတယ်ဒါဆိုဘယ်လိုကာကွယ်မလဲအဲ့ကာကွယ်တဲ့နီလန်းကိုတီးဖို့ကဒီယောဂဘယ်လိုကူးလဲဆိုတာသိရမှာပေါ့အဲ့ဒါသိလို့ရှိရင်ကာကွယ်လို့ရမယ်โอเคဆိုတော့ဒီယောဂဘယ်ကကူးလဲမတန်ရှင်းတဲ့အစားအသောက်နဲ့တောက်သုံးစရာကနေကူးတယ်ဟုတ်ပြီနော် sorry ပြောရမှာနည်းနည်းလေးတော့ညစ်ပတ်လို့ sorry နော်သူကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ဆေးပညာမှာ fecal oral route လို့ခေါ်တယ်သူကအောက်ကနေမစင်ကနေကူးတဲ့ယောဂရှိရဲ့သူကတွိုင်းလက်ဝင်မယ်ဗျာတွိုင်းလက်ဝင်နဲ့လက်ကိုတေချာမစေးမိတာရှိမယ်ဆိုတော့အဲ့ဒီယောဂဘောသူ့လက်မှာကူးလာမယ်ရှိနေမယ်ဆိုတော့အဲ့ဒီလက်နဲ့အစားအသောက်ကိုပြင်ဆင်လိုက်မယ်တောက်သုံးစရာတွေပြင်ဆင်လိုက်မယ်သူပြင်ဆင်ထားတာတွေကိုကိုကစားမိလို့ရှင်ယောဂအကိုးစီကိုရောက်လာမှာပေါ့ဟုတ်တယ်နော်ဆိုတော့ဘယ်ဟာကူးလဲမတန်ရှင်းတဲ့အစားအသောက်မတန်ရှင်းတဲ့တောက်သုံးစရာဒီနှစ်ချက်ကနေကူးတယ်အဲ့တော့ဘာလုပ်အောင်မလဲအတက်နိုင်ဆုံးအပြင်စားတွေရှော့ပြီးတော့စားဘာလို့ဆိုတော့အစားအသောက်တွေဘယ်လိုပြင်ဆင်ထားလဲဆိုတော့ကိုကမြင်ရတာမဟုတ်ဘူးလေအဲ့တော့စိတ်ချနေတယ်ဆိုလို့ရှိရင်ကိုယ်တိုင်သေချာကြက်အောင်ချက်ပြုတ်ထားတာကိုစားဒါဆိုလို့ရှိရင်တော့ဘေးကင်းမယ်ကိုယ်စီကိုဝင်လာနိုင်တဲ့ယောဂပိုးကာကွယ်ပြီးသားဖြစ်သွားလိမ့်မယ်ဒါကအပိုင်းတစ်ပြီးသွားပြီโอเคဆိုအပိုင်းနှစ်ကဘာလို့အရေးကြီးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ပဲကာကွယ်ကံမကောင်းအကြောင်းမလာတာဖြစ်တတ်တယ်အဲ့လိုကံမကောင်းအကြောင်းမလာလို့ရှိရင်ယောဂကိုယ်စီကိုရောက်လာတတ်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့မိသားစုဝင်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းထဲမှာယောဂပိုရှိတာဖြစ်ကောင်းဖြစ်မယ်အဲ့လိုဖြစ်ရင်ဘာလက္ခဏာလေးပြလဲဆိုတော့သိဖို့လိုတယ်ဟုတ်တယ်နော်အဲ့တော့မှဒီယောဂရှိနေပြီလားဆိုတော့သိမှာဝမ်းယောဂဆိုတော့ဝမ်းသွားတာပေါ့ဒါပေမဲ့ဒီယောဂရဲ့အဓိကထူးခြားချက်ကသူဝမ်းသွားလို့ရှိရင်စံသေးရည်လိုအယောင်နေသွားတယ်နော်ဒါလေးကထူးခြားတယ်ပြီးအဲ့ဝမ်းသွားတာကနေတစ်ဆက်တည်းသူကခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်နဲ့ဓာတ်စားဓာတ်တွေကိုတခါတည်းယူချသွားတယ်ခန္ဓာကိုယ်ထဲမှာရေဓာတ်မရှိရင်ပေါ်လာနိုင်တဲ့လက္ခဏာလေးတွေကြုံရမယ်။ဘာလဲဆိုပင်ပန်းနွမ်းနေတာပေါ့။ရေဓာတ်မရှိရင်ပင်ပန်းနွမ်းနေမယ်။ပြီးလို့ရှိရင်ဒီပါးစပ်တွေ6တာမျိုးမျက်စိတွေ6တာမျိုးပြားတွေ6တာမျိုးဒီလိုလက္ခဏာလေးတွေလည်းကြုံရတတ်တယ်။ရေဓာတ်ခန်း6သွားတာဓာတ်စားဓာတ်တွေညော်နေသွားတာဖြစ်တဲ့အတွက်မအီမသာဖြစ်တာမျိုးမလန်းမဆန်းဖြစ်တာမျိုးလူကနှုံးနေတာမျိုးဒီလိုလက္ခဏာလေးတွေပြတတ်တယ်။ဆိုတော့အခုလိုလက္ခဏာလေးတွေလည်းပြတယ်ပြင်ဝမ်းကလည်းစံစည်းရည်လိုတွေအများကြီးသွားတယ်ဆိုလို့ရှိရင်တော့အရေးကြီးလာပြီနော်။ဒါဆိုလို့ရှိရင်အပိုင်း3ကိုဆက်ပြီးတော့သွားရမယ်โอเคဆိုအပိုင်းတော့ထားပါတော့ကဲဒီယောဂဖြစ်လာခဲ့ပြီဒီယောဂကိုယ်စီရောက်လာခဲ့ပြီကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာဖြစ်လာခဲ့ပြီဆိုရင်ရေဓာတ်ဖြစ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ရေဓာတ်ဆုံးရှုံးသွားတာဟုတ်ပြီနော်ဆိုတော့ဒီမှာဒါဆို3လီတာကျော်မယ်ရေဓာတ်ဖြစ်ဖို့လိုတယ်အဓိကရေဓာတ်ပဲကျွန်တော်တို့ခန္ဓာကိုယ်မှာလည်းရေဓာတ်ကအများကြီးနဲ့ဖွဲ့စည်းထားတာဆိုတော့အဲ့ဒီရေဓာတ်တွေကဝမ်းလျှောရင်ပါသွားတာဓာတ်စားဓာတ်တွေပါအစစ်ပါသွားသေးတယ်အဲ့တော့ဘာလို့ရမလဲဆိုကျွန်တော်တို့ဒီမှာဒီလိုဓာတ်စားတုပ်လေးနဲ့လျှော်နေသွားတဲ့ဓာတ်စားတွေကိုပြန်လည်ဖြည့်တင်းပေးဖို့လိုတယ်ဟုတ်ပြီနော်ရေတောက်တာအပြင်အာနိသင်ပိုကောင်းဓာတ်စားလေးတောက်ရတယ်ကျွန်တော်ရေဘူးလေးတွေဖယ်လိုက်မယ်နော်ကဲဆိုတော့ဗျာဓာတ်စားကတော့တည်ပြီးစရာဘယ်ဓာတ်စားကိုယူရမလဲဒါကအရေးကြီးတာဓာတ်စားတော့တောက်တယ်ဒါပေမဲ့အကျိုးရှိတဲ့အာနိသင်ကောင်းတဲ့ဓာတ်စားမဟုတ်လို့ရှိရင်ပတ်စံကုန်တာပဲရှိတယ်အာနိသင်ကိုယ်စီကိုရောက်လာမှာမဟုတ်ဘူးအဲ့တော့ဘလို့ဓာတ်စားမျိုးရွေးတင်လဲဆိုလို့ရှိရင်ဒါကတော့ဒါမြန်မာပြည်ကဓာတ်စားနော်ဒီမှာမြန်မာလိုလည်းရေးထားတယ်ဒီနောက်မှာဆိုလို့ရှိရင်လည်းကမ္ဘာ့ကျန်းမာရေးအဖွဲ့အေးဖော်မြူလာအသစ်တွေရေးထားတယ်တွေ့လားအဲ့လိုမျိုးလေးကိုရေးမှာဒီမှာရေးထားတယ်ဒါကျွန်တော်မြန်မာလိုလေးပြလိုက်တာနော်ဒီလိုမျိုးတက်စားကိုယူရင်အဲ့ဒါမှအာနိသင်ပိုကောင်းတာနော်တခြားသီးစုံတက်စားတော့ဘာလို့ဆိုတာကတိတ် effect တိတ်မဖြစ်ဘူးဒီဟာနဲ့ရှင် effect မဖြစ်ဘူးနော်ဒါကဘိုးလိုရေးထားတာဘိုးလိုဖတ်တယ်ရင်ဒီမှာဖတ်လို့ရတယ်ဘိုးလိုမဖတ်တတ်လို့ရှင်လည်းပြဿနာမရှိဘူးဒီနောက်မှာမြန်မာလိုရေးထားတယ်နော်အဲ့ဒီတက်စားကိုတော့အဲ့ဒီတက်စားကိုဘလို့ဖြော်ရမလဲဆိုတော့ तू ကဒီမှာရှိတယ်ဗျာဒီမှာဆိုလို့ရှိရင် तू ရေးထားတယ်ဝမ်းရှောလျင်နဲ့ရေဓာတ်ခန်း6လျင်ဤအားဖြည့်ဓာတ်စားမှုကိုရေးချက် A 1လီတာသူက1လီတာလို့ရေးထားနော်1လီတာဆို1လီတာနဲ့ပဲဖြောโอเคဝမ်းသွားသည့်ပမာဏအတိုင်းတောက်ပါဝမ်းသွားသည့်ပမာဏအတိုင်းတောက်ပါဒီမှာရေးထားတယ်ဒီမှာရေးထားရင်ညွှန်ကြားချက်လေးအဲ့ဒါလေးကအရေးကြီးတာနော်ဝမ်းကထားတော့အများကြီးသွားတယ်ဗျာဒါပေမဲ့ကိုကရေတက်အောင်မှာဘူးဝက်လောက်ပဲတောက်တယ်ဆိုလို့ရှိရင်ပြန်ဖြည့်တင်းနိုင်မှာမဟုတ်အဲ့တော့ပြဿနာရှိမယ်ဟုတ်ပြီနော်အဲ့တော့ကုံဆုံးသွားတဲ့ရေဓာတ်နဲ့ဓာတ်စားဓာတ်တွေပြန်လဲဖြည့်တင်းနိုင်ဖို့အညွှန်းတိုင်းသေချာတောက်ဖို့လိုရယ်နော်ဝမ်းကခဏသွားရဲဆိုလို့ရှိရင်1လီတာ2လီတာ3လီတာတောက်ဖို့လိုတယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာတစ်နေ့တာလိုအပ်တဲ့ရေဓာတ်ပမာဏဆိုတာ2လီတာကနေ3လီတာရှိတယ်ဆိုတော့ဝမ်းလျှောလိုက်ရင်အဲ့ထက်ပိုပြီးလိုမယ်အဲ့တော့ပိုပြီးတောက်ပြီးဖို့လိုတယ်โอเคဆိုတော့ဒါကအဆင့်1 2 3တည်တဲ့အချက်တစ်ချက်နှစ်ချက်သုံးချက်ကိုကျွန်တော်အစင်လိုက်တိုင်းပြောပြပေးတာနံပါတ်1မှာမိတ်ဆွေကတေချာလောက်ထားတယ်ဆိုလို့ရှိရင်ယောဂကူးမလာတော့ဘူးအဲယောဂကူးမလာအစင်2တွေ3တွေကဘာ
ဘာမှမလို့တော့နော်ဒါပေမဲ့အကြောင်းအဆင့်1ကိုမလို့မိလို့ရှိရင်အဆင့်2ယောဂကုလာမယ်ယောဂကုရင်ဘာလက္ခဏာလေးတွေပြမလဲသိပါပြီယောဂလက္ခဏာပြလို့ရှိရင်စေးတော့ရတော့မှာဘာတော့အောင်မလဲအဆင့်3အချက်3ဘာစေးတော့အောင်လဲဓာတ်စားတော့အောင်မလားရေတော့အောင်မလားသိပါပြီနော်နောက်ဆုံးချက်ကကြတော့ဘာလဲဆိုဒီဟာကဘက်တီးရီးယားပိုးကြောင့်ဖြစ်တယ်ဆိုတော့ပိုးသက်စေးတော့ရတာရှိတယ်အဲ့ဒါကကျန်းမာရေးပညာရှင်တွေဆရာဝန်တွေကဆုံးဖြတ်ပြီးမှမို့ကျွန်တော်ဒီကနေဟိုစေးတော့ဒေါက်စီဆိုင်ကလင်းလေးတော့ဘာလေးတော့ညာလေးတော့ဆိုပြီးတော့ကျွန်တော်မပြောတော့ဘူးเนาะဒါဆိုလို့ရှိရင်အဆင်ပြေလိမ့်မယ်အချက်3ချက်သိပါပြီโอเคသွားပြီเนาะဆိုတော့ဒါကတော့ရန်ကုန်မှာဖြစ်နေတဲ့ဝမ်းယောဂအတွက်အရေးအကြီးဆုံးအချက်3ချက်ကိုဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ဒီအချက်3ချက်ကိုသေချာလိုက်နာနိုင်တယ်ဆိုလို့ရှိရင်တော့ဒီကာလဝမ်းယောဂကြောင့်ဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေကိုအများကြီးချော့ချပေးနိုင်ပါလိမ့်မယ်โอเคဆိုတော့အခုလိုမျိုးအကျိုးရှိပြီးတော့အသုံးဝင်တဲ့ကျန်းမာရေးဘုရားဗီဒီယိုတွေအများကြီးကြည့်ရင်Dr. Chan TikTok နဲ့ Facebook ကို follow လုပ်ထားလို့ရပါတယ်တခြားသိလို့တဲ့အကြောင်းအရာတွေမိမြင်ခြင်းတဲ့အကြောင်းအရာတွေယောဂတွေအကြောင်းရှိရဆိုလို့ရှိရင် comment မှာဝင်ရောက်ရေးသားလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးတွေလုပ်ပြီးတော့ပြန်ဝေမျှပေးတော့ပါမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲအားလုံးပဲနေကောင်းကျန်းမာကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်မယ် bye bye